ကိုပိုင်းလောက် AI assistant key ကတိတက်ပါလာတော့ကျွန်တော်တို့ AI ကိုအမြန်ဆုံးခေါ်သုံးလို့ရတာပေါ့ဒီနေ့မှာတော့ဒီ MSI ရဲ့နာမည်ကြီးတဲ့ဒီ Prestige series တွေကမှဒါ AI power အပြည့်နဲ့ထွက်ထားတဲ့ MSI Prestige 16ဒါ AI Studio ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ laptop ကဒါကျွန်တော်တို့ business သမားတွေအတွက်တင်မကဘဲနဲ့ဒါ content creator သမားတွေ game ရောအလုပ်ရောမျှသုံးချင်တဲ့သူတွေပေါ့နော်ဒီလိုလူတွေအတွက်ပါရွေထားတဲ့ base တစ်ကောင်လို့ပြောလို့ရပါတယ်ဒီဇိုင်းပိုင်းကိုကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ 60inch laptop တစ်လုံးဖြစ်ပေမဲ့သူ့ကိုကြတော့ကျွန်တော်တို့ကဒီ magnesium aluminum alloy နဲ့လုပ်ထားတာဆိုတော့ဒါတော်တော်လေးပေါ့တယ်အလေးချိန်ကလည်း 1.5 kg ပဲရှိပြီးတော့ဒါကျွန်တော်တို့အထူကလည်းတော်တော်လေးပါတာဖြစ်တော့ကျွန်တော်တို့ရုံးကိုပဲတည်သွားဒါအကြောင်းကိုပဲတည်သွားဝင်မပြတော့ဘူးပေါ့display ကတော့ဒါဒီ laptop ရဲ့အသက်လို့ကိုပြောလို့ရတယ်။ကျွန်တော်တို့ 60inch QHD 4K HDR OLED display ကိုသုံးထားတယ်။အဲ့တော့ OLED panel ဖြစ်တဲ့အခါကျတော့သူကအနက်ရောင်ဆိုရင်လည်းတကယ်နက်မှောင်သွားပြီးတော့တခြားရောင်တွေမှာဆိုရင်လည်းအရန်ကိုစုပ်ပြေတာကိုတွေ့ရတယ်။ Color accuracy မှာလည်းသူက 100% DCI P3 color gamut နဲ့ဆိုတော့ကျွန်တော်တို့ graphic designer တွေဒါ video editing သမားတွေအတွက်လည်းကွက်တီပဲ။ spec ဘိုင်းကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ Intel Core Ultra 7 155H processor ကိုသုံးထားပေးတယ်။ဒါလည်းမကသေးဘူး Intel AI Boost NPU ကပါသေးတဲ့အတွက်ကျွန်တော်တို့ AI software တွေ run တဲ့အခါမှာဆိုရင်ပို့ပြီးတော့မြန်ဆန်ချောင်းမွေ့စေပါတယ် RAM က 32GB NVDDR5 ကို 6400 MHz နဲ့ဆိုတော့ multitasking အတွက်ကတော့ easy ပဲ Nvidia GeForce RTX 4050 6GB လည်းပါတော့ကျွန်တော်တို့ heavy editing နဲ့အပြင်ဒီ game တွေမှာလည်း medium to high setting နဲ့ကစားလို့ရအောင်ပါstorage က SSD 1TB ဒါ Gen 4 ဖြစ်လို့ကျွန်တော်တို့ file တွေကူးတာ Windows တက်တာလောက်ကတော့စက္ကန့်ပိုင်းပဲပြီးတော့အလောက်ကိစ္စမီဒီတွေတက်အောင်မလားကျွန်တော်တို့ Zoom class တွေ join အောင်မလားသူ့မှာ 1080p Full HD webcam လေးလည်းပါသေးတယ်လုံခြုံရေးအတွက်ဆိုရင်ဒီမှာ Face Unlock ရော Fingerprint ရောနှစ်မျိုးလုံးပါတယ်အသေးအစမ်းအနေနဲ့ကဒီ keyboard မှာကျွန်တော်တို့ကိုပိုင်းလောက် AI assistant key ကတိတက်ပါလာတော့ကျွန်တော်တို့ AI ကိုအမြန်ဆုံးခေါ်သုံးလို့ရတာပေါ့port တွေကလည်းတော်တော်လေးစုံစုံလင်လင်ပါတယ်ဗျဒီမှာဆိုရင် USB-A USB-C Thunderbolt 4 ဒါ HDMI LAN SD card reader ဒါတွေပါတယ်အဲ့တော့ကျွန်တော်တို့က dongle တွေကိုတော့အပေါ်သေးစရာမလိုတော့ဘူးပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီ keyboard မှာ LED backlit ပါတော့ညဘက်အလုပ်လုပ်တဲ့အခါအဆင်ပြေပြီးတော့မှထားလဲကြဒီ MSI Prestige 16 AI Studio ကကျွန်တော်တို့ပါလျာနဲ့ performance အမြင်သားကြီးကိုလိုချင်တဲ့သူတွေအတွက်ဆိုရင်တော့ perfect ပါပဲနောက်တစ်ခုကဒီ AI feature တွေကိုလက်တွေ့အသုံးချကြတဲ့ content creator တွေအတွက်ဆိုရင်လည်း must buy laptop တစ်လုံးပါအဲ့တော့ဈေးနှုန်းလေးကိုကျွန်တော် caption မှာရေးထားပေးပါမယ်ကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်